မြန်မာနိုင်ငံမှာရေခေးတောင်များပတ်ပတ်လည်ဝမ်းထားတဲ့မြို့လေးတစ်မြို့ရှိတယ်လို့ပြောရင်ခမားတို့ယုံပါလားဟုတ်ရှိပါတယ်အဲ့ဒါပူတာအိုမြို့လေးပဲဖြစ်ပါတယ်ပူတာအိုမြို့လေးမှာတိုင်းတာအများစုနေထိုင်ပြီးဂျင်းဖော့လီဆူလဝမ်တိုင်းတာအများစုနေထိုင်သည်ပူတာအိုမြို့၏ဆောင်းရာသီအချိန်ကာလတွင်အပူချင်း2 ဒီဂရီသာရှိပြီးအရန်အေးပါတယ်လမ်းပါစစ်တွေရဲ့နည်းနည်းလေးခက်ခဲတာကြောင့်နိုင်ငံခြားသားခရီးလေပတ်သူတနည်းအတွေ့2000ကျော်တာရှိသည်ဟုသိရပါတယ်နိုင်ငံခြားသားများပြောကြားချက်အရတောင်ကိုရီးယားနိုင်ငံနှင့်တူပြီးတောင်ကိုရီးယားနိုင်ငံသို့ရောက်သွားသူခံစားရသည်ဟုပြောဆိုကြပါတယ်ဒါတွေမကပဲမြို့ကြီးမြို့ရွာများတွင်မတွေ့နိုင်တဲ့စိတ်ကိုကြင်လေအိမ်မြစေတဲ့တင်းပင်လေးကြီးလေးရှိပါသေးတယ်ဝေါပြီးတော့မျက်နှာပူဇော်ထိုက်တဲ့ကောင်းမှုလို့စေတီတော်လေးရှိတယ်မိချောင်းများကိုဖြတ်ကူးပြီးနတ်ကျုပ်တို့သွားရောက်လေပတ်လို့လည်းရပါသေးတယ်ပြီးတော့ရေတကုံ9ထက်လည်းရှိပါသေးတယ်နွေရာသီအချိန်ကာလတွင်လေပတ်တို့အများဆုံးနေရာလေးဖြစ်ပါတယ်ပျော်ရွှင်စရာတွေများပြီးလေပတ်စရာတွေများတဲ့ပူတာအိုမြို့လေးကိုခမားတို့လည်းတကျင်တခါတော့လေပတ်တည်တယ်ဟုကျွန်တော်ပြောပေးချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်